ပိုးပလန်လို့ပြောလိုက်တာနဲ့လူတော်များများကတာမန်အကောင်လေးတွေလိုပဲထင်တတ်ကြပေမဲ့တကယ်တော့အခုမြင်နေရတဲ့အရွယ်လောက်အကောင်ကြီးတွေလည်းရှိပါတယ်အထူးသဖြင့် Cecropia moth လို့ခေါ်တဲ့ပိုးပလန်ကြီးတွေဟာဆိုရင်မြောက်အမေရိကမှာအကြီးဆုံးဖြစ်ပြီးအကောင်ပန်ဖြန့်လိုက်ရင်6လက်မအထိတောင်ရှိတတ်ပါတယ်နောက်ထပ်လူကြိုက်များတာတစ်ခုကတော့ Rosy Maple Moth မှာနူးညံ့တဲ့ပန်းရောင်နဲ့အဝါရောင်လေးတွေပေါင်းစပ်ထားတာကြောင့်သူ့ကိုပိုးပလန်လောကရဲ့မင်းသမီးလေးလိုတောင်တင်စားခေါ်ဝေါ်ကြပါတယ်။သူ့ရဲ့ကိုယ်တိုင်လေးကလည်းဂွန်းလေးလေလိုအမွေးပွားပွားလေးမို့အရန်ကိုအသေးရစရာကောင်းပါတယ်။ဒါအပြင်လူနာမော့တ်လို့ခေါ်တဲ့အကောင်လေးတွေဆိုရင်လေပုံပင်တဲကထွက်လာတဲ့အတိုင်းပါပဲ။သူတို့လေးတွေဟာအတောင်ပန်မဖြန့်ခင်မှာအမွေးနုလေးတွေနဲ့ဖုံးလွှမ်းနေပြီးအတောင်ပန်ဖြန့်လိုက်တဲ့အခါမှာတော့လရောင်အောင်မှာပြန်တန်းနေတဲ့နတ်သမီးလေးတစ်ပါးလိုလှပလောလို့လမင်းရဲ့ပိုးပလန်လိုတောင်အမိတွင်ပါတယ်။တကယ်တော့ပိုးပလန်မျိုးနွယ်ဆိုတဲ့အချို့ဟာကဘာပေါ်မှာအရင်ပါဆုံးနဲ့အသီးငယ်ဆုံးတော့အိမ်မွေးတရိษံလေးတွေလည်းချင်နိုင်ပါတယ်။သူတို့ရဲ့နူးညံ့တဲ့ပင်ကိုစရိုက်နဲ့ချစ်စရာကောင်းတဲ့ရုပ်ပြင်ပြင်ကြောင့်အခုနောက်ပိုင်းမှာအင်းဆက်ချစ်သူတွေကြားမှာအသေးဆွဲဖြစ်လာကြတာဖြစ်ပါတယ်ရှင်။